ကတုံညကမှာဂုံရနာရှာလို့မချစ်ခဲ့ရလားအပြောသဘောနဲ့တွေ့ခဲ့ရလားဗျာအနေဆုံးတဲ့မြဘဝပါရွှေတော့နဲ့လဲကြုံတယ်မလဲပါအလေးထားချင်ရသူမဟုတ်မူသားများတော့ပြင်မမြင်နိုင်မှာရန်ကုန်သူမိညာကြီးရခမကြီးအတွက်နဲ့ကြုံသေးကွယ်ရတာကျုပ်ကတုံညကမှာဂုံရနာရှာလို့မချစ်ခဲ့ရလားအပြောသဘောနဲ့တွေ့ခဲ့ရလားဗျာအနေဆုံးတဲ့မြဘဝပါရွှေတော့နဲ့လဲကြုံတယ်မလဲပါအလေးထားချင်ရသူမဟုတ်မူသားများတော့ပြင်မမြင်နိုင်မှာရန်ကုန်သူမိညာကြီးရခမကြီးအတွက်နဲ့ကြုံသေးကွယ်ရတာကျုပ်ကစင်ရဲပါတဲ့ခမရတို့အတွက်တော့ပေါင်းမဝင်သူဟာနေပူပူရှွန့်ထုရဲမှာတနေကုန်ယုံရတာတနာမဲရွာသားတယောက်ပါထမင်းရန်စားပြီးလဲချမ်းကိုနေနာမခမ်းနာပါဘူးဗျမခမ်းနာပါဘူးဗျရွှေမြို့သူလာပကေးကြီးရာညာစမ်းမပြခမရဲ့မူသောကြုံမချိုလိုက်တာကျုပ်ကတုံညကမှာဂုံရနာရှာလို့မချစ်ခဲ့ရလားအပြောသဘောနဲ့တွေ့ခဲ့ရလားဗျာအနေဆုံးတဲ့မြဘဝပါရွှေတော့နဲ့လဲကြုံတယ်မလဲပါအလေးထားချင်ရသူမဟုတ်မူသားများတော့ပြင်မမြင်နိုင်မှာရန်ကုန်သူမိညာကြီးရခမကြီးအတွက်နဲ့ကြုံသေးကွယ်ရတာကျုပ်ကစင်ရဲပါတဲ့ခမရတို့အတွက်တော့ပေါင်းမဝင်သူဟာနေပူပူရှွန့်ထုရဲမှာတနေကုန်ယုံရတာတနာမဲရွာသားတယောက်ပါထမင်းရန်စားပြီးလဲချမ်းကိုနေနာမခမ်းနာပါဘူးဗျမခမ်းနာပါဘူးဗျရွှေမြို့သူလာပကေးကြီးရာညာစမ်းမပြခမရဲ့မူသောကြုံမချိုလိုက်တာရွှေမြို့သူလာပကေးကြီးရာညာစမ်းမပြခမရဲ့မူသောကြုံမချိုလိုက်တာ